တခါတုန်းကမြို့ငယ်လေးတစ်မြို့မှာမျိုးဆက်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်မျိုးဆက်ကတခြားကလေးတွေလိုပဲဂိမ်းဆော့ရတာကာတွန်းကြည့်ရတာကြိုက်ပေမဲ့သူ့မှာတခြားသူတွေနဲ့မတူတဲ့အခင်ဆုံးတငယ်ချင်းတစ်ယောက်ရှိတယ်အဲ့ဒါကတော့ဇီဇီလို့ခေါ်တဲ့သူ့ရဲ့ drone ကင်မရာလေးပဲပေါ့မျိုးဆက်ကဇီဇီကိုငားရဲ့ပြန်တန်းနိုင်တဲ့မျက်လုံးလေးလို့ခေါ်တယ်တနေ့မှာမျိုးဆက်ကဇီဇီကိုအားသွင်းပြီးပန်းချံထဲကိုလာခဲ့တယ်ပန်းချံထဲမှာကလေးတွေအမြဲတမ်းတန်းစီတူတူပုံတန်းကစားလေးရှိတဲ့ညောင်ပင်ကြီးတစ်ပင်ရှိတယ်ဒါပေမဲ့အဲ့ဒီနေ့ကျမှညောင်ပင်ကြီးကထူးဆန်းနေတဲ့အရင်လိုအရွက်တွေစိမ့်စိမ့်ဆူဆူမရှိတော့ပဲညှိုးငယ်နေတယ်အမြဲတမ်းသူ့ကိုင်းခတ်တွေပေါ်မှာလာနာပြီးတေးသချင်းဆိုတတ်တဲ့ငှက်ကလေးတွေလည်းတကောင်မှမရှိတော့ဘူးဟင်ညောင်မင်းကြီးနေမကောင်းဘူးထင်တယ်လို့မျိုးဆက်ကတွေးလိုက်တယ်သူကညောင်မင်းကြီးနားကိုကတ်သွားပြီးပင်စီကိုပုတ်ကြည့်တယ်ဦးညောင်မင်းကြီးဘာဖြစ်တာလဲဟင်လို့မေးလိုက်ပေမဲ့ညောင်မင်းကြီးကပြန်မဖြေဘူးပန်းချံကိုလာတဲ့လူကြီးတွေကလည်းညောင်မင်းကြီးညှိုးနေတာကိုသတိမထားမိကြဘူးအဲ့ဒီအချိန်မှာမျိုးဆက်ကဇီဇီငါတို့ရဲ့တငယ်ချင်းကြီးနေမကောင်းဖြစ်နေတယ်ထင်တယ်ဘာဖြစ်တာလဲသွားကြည့်ရအောင်လို့ပြောလိုက်တယ်ဇီဇီဆိုတဲ့အတန်လေးပေးပြီး drone လေးဇီဇီကကောင်းကင်ဘုံကိုပြန်တက်သွားတယ်မျိုးဆက်ကသူ့ဖုန်းထဲကနေဇီဇီမြင်ရတာတွေကိုလှမ်းကြည့်နေတယ်ဇီဇီကညောင်မင်းကြီးရဲ့အောက်ခြေကနေအပေါ်ဆုံးအဖျားထိပတ်ပြန်ပြီးစစ်ဆေးတယ်အပေါ်စီးကကြည့်တော့အားလုံးအဆင်ပြေတယ်လို့ပါပဲလို့ပြောပြီးမျိုးဆက်ကစိတ်ပြတ်မလို့ဖြစ်သွားတော့ဇီဇီခဏနေဦးဟိုးအပေါ်ဆုံးအကိုင်းကြီးရဲ့အနောက်ဘက်ကိုကြွေးကြည့်စမ်းလို့သူလန့်អော်လိုက်တယ်ဇီဇီကကင်မရာကိုအဲ့ဒီဘက်လှည့်လိုက်တဲ့အခါမှာတော့သူတို့အဖြေကိုရှာတွေ့သွားတယ်ညောင်မင်းကြီးရဲ့အဓိကအကိုင်းကြီးတစ်ခုမှာအပေါက်ကြီးတစ်ပေါက်ဖြစ်နေပြီးအဲ့ဒီအပေါက်ထဲမှာပလတ်စတစ်အိတ်ကျိုးတွေအမိုက်တွေအများကြီးလာညက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအမိုက်တွေကြောင့်အကိုင်းကြီးကရေနဲ့အစာဟာရတွေမရတော့ပဲ၆ကပ်စပြုနေတာပေါ့တွေ့ပြီးမျိုးဆက်ကစီစီကိုအောက်ပြန်ဆင်းခိုင်းပြီးပန်းချံဆောင်ဦးလေးကြီးစီကိုအပြေးလွှားသွားခေါ်တယ်ဦးလေးကြီးညောင်မင်းကြီးနေမကောင်းတာအမိုက်တွေပိတ်နေလို့ပြောတော့ဦးလေးကြီးကဟေးဘယ်မှာလဲကွငါတော့ဘာမှမမြင်ပါဘူးလို့ပြောတယ်မျိုးဆက်ကသူ့ဖုန်းကိုထုတ်ပြီးဇီဇီရိုက်လာတဲ့ဗီဒီယိုကိုပြလိုက်တယ်ဒီမှာကြည့်ပါဦးလူတွေမမြင်နိုင်တဲ့အမြင့်ကြီးမှာဖြစ်နေတာဟာဟုတ်သားပဲမျိုးဆက်နဲ့သူ့ဆက်ရုံငက်လေးကတော်လိုက်တာလို့ဦးလေးကြီးကချီကျူးပြီးလှေကားရှည်ကြီးယူလာခဲ့တယ်ပြီးတော့ညက်နေတဲ့အမိုက်တွေကိုတေးသေးချာချာရှင်းလင်းပြီးဆေးထည့်ပေးလိုက်တယ်နောက်တစ်ပတ်လောက်ကြာတော့မျိုးဆက်ပန်းချံတဲ့ကိုပြန်ရောက်လာတယ်အခုဆိုညောင်ပင်ကြီးကပြန်လဲစိမ့်ဆိုပြီးလန်းဆန်းနေပြီးအကိုင်းခက်တွေပုံမှာလဲငှက်ကလေးတွေပြန်ရောက်လာပြီးကျေးဇူးတင်ပါတယ်မျိုးဆက်ကျေးဇူးတင်ပါတယ်စီစီဆိုတဲ့တခြင်းတွေကိုပျော်ပျော်ရွှင်ရွှင်ပြန်ဆိုနေကြပါလေရောမျိုးဆက်ကစီစီကိုပုတ်ပြီးတွေ့လားစီစီနီးပညာဆိုတာဂိမ်းစောဖို့ကာတွန်းကြည့်ဖို့ကြီးပဲမဟုတ်ဘူးငါတို့ရဲ့ကဘာကြီးကိုကူညီဖို့လဲသုံးလို့ရတယ်လို့ပြုံးပြီးပြောလိုက်ပါတော့တယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကကလေးတွေကိုနီးပညာကိုအကျိုးရှိရှိအသုံးပြုတတ်ဖို့နဲ့တဘာဝပတ်ဝန်းကျင်ကိုချစ်ခင်တတ်ဖို့လှုံ့ဆော်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်နော်ညီလေးတို့ညီမလေးတို့လည်းတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဆောင်ရှောက်သူတွေဖြစ်ကြပါစေနော်